Grandma. I don't know. Backpack နဲ့ဒီမှာရောက်နေတာကျွန်တော်တယောက်တည်းပဲရှိတယ် Nina. Mama business, yeah? Crystal Beach မှာပါ It's like woo! Look at this. So incredible. Good morning ပါအခု breakfast သွားစားမယ်ပေါ့နော် breakfast စားပြီးလို့ရှိရင်Kennington Beach ကိုသွားမှာဖြစ်ပါတယ် Good morning guys အခုကျွန်တော် hotel ရဲ့ရေကူးရနာမှာပါဆိုမနေ့ကတော့ရေမကူးလိုက်အောင်ပေါ့နော်နောက်ကျပြီးတော့ဆိုတော့ဒီနေ့လည်းမကူအောင်ဒီနေ့ကတော့ Kennington Beach သွားမှာဆိုတော့ချိန်ကသိမ့်မရဘူးပေါ့နော်ဆိုတော့ view လေးကိုပြချင်တာပါဒါကတော့ view လေးပါview လေးပါဒီဘောဥစ္စာတွေကတော့ bungalow တွေပါ bungalow တဒန်းကို3ခုစီရှိရပါတော့ဟိုကျွန်တော်ကတော့ဟိုနောက်ဖက်တဲမှာပါ I would like fried rice Red noodles. fried rice yes fried rice and sunny side up on top and just coffee please Okay. and coffee Yes. yes okay that's it thank youအားလုံးပဲမင်္ဂလာပါ Accra 2 story ကနေပြန်နေကြိုဆိုပါရစေဒီနေ့ကတော့ကျွန်တော်မနေ့ကပြောထားတဲ့အတိုင်းပဲ Kennington Beach ကိုသွားမှာဖြစ်ပါတယ်အခုတော့ breakfast အရင်စားမယ်ပေါ့နော်ပြီးလို့ရှိရင် check out တစ်ခါလေးလုပ်ပြီးတော့ထွက်ပါတော့မယ်How much for the ticket? How much for the ticket? Okay. 5,000. This is 5,000. Thank you. အခုတော့ Kennington Beach ကိုရောက်ပါပြီ။ hotel ကနေဒီကိုမိနစ်40လောက်မောင်းရပါတယ်။ဝင်ကြီးကရူပီယံ9000ဆိုတော့မြန်မာဝင်နဲ့ဆိုလို့ရှိရင်600ကျပ်လောက်ပဲရှိပါတယ်။ဒီပန်နီနာကျွန်းမှာဆိုလို့ရှိရင် Diamond Beach နဲ့ဒီ Kennington Beach နှစ်ခုလုံးကသူ့ပုံစံနဲ့သူတော်တော်လှတဲ့ကမ်းခြေတွေမှာပါပါတယ်ဒီကမ်းခြေနှစ်ခုလုံးကအလာချင်းပြိုင်နေကြရတော့ပြောလို့ရတယ်ပေါ့နော်Kennington Beach ကိုရောက်ပါပြီWoo. တော်တော်မိုက်ပါတယ်ဟူးရမိုက် view ကတော့ share ပဲKennington Beach ကသူ့ရဲ့ဒီ TX ray လို့ခေါ်တာပေါ့နော်သူ့ရဲ့ဒီကြောက်ဆောင်ပုံတွေကဒိုင်နိုဆောအကောင်းနဲ့တူနေတဲ့အတွက်လူသိများကြပါတယ်ကျွန်တော်ကတော့ Diamond Beach တက်ဆောင်လို့ရှိရင်ဒီ beach ကိုပို့သဘောကျပါတယ်ညနေဆောင် sunset ကြည့်ကျင်တဲ့လူတွေအတွက်ဆိုလို့ရှိရင်လည်းဒီကမ်းခြေကကွက်တီပါပဲ အခုတော့
အောက်ကိုဆင်းနေပါလေဆိုတော့ရမ်းလိုက်ပါလေ Oh the steps are like so super steep just be careful this is what you get from above so incredible so ဒီ beach မှာကြတော့တော်တော်မတ်တာလေကတဲ့တွေကပြီးလို့ရှိရင်အထက်လေးတွေကတိတိလေးရမ်းသတိထားဟို so after like so many times bumpy road so many like up hills down hills to get to this like beautiful wonderful creature on earthကင်ငင် beach ကိုအရှိအတိုင်းခံစားလို့ရအောင်ကျွန်တော် background audio မထည့်ဘဲနဲ့သူ့ရဲ့ original အသံတိုင်းထားပေးထားပါတယ်wow Look at that. Excuse me. Can you help me take a photo of me, please? I'll stand right there. Good lord. ခုတော့ပြန်တက်လာပါပြီတက်ကတော့တည့်ရတိုင်းဗျာအရန်ပင်ပန်းနေကျွန်တော်ရေယူလာလို့တော်သေးရပေါ့နော်ဒါပေမဲ့ဒီနားမှာဆိုင်လေးတစ်ဆိုင်ရှိပါတယ်အင်ဆိုင်လေးပေါ့နော်အဲ့မှာအေးတို့ပါလို့ဝယ်လို့ရပါတယ်ဈေးလည်းတိတ်မကြီးဘူးပေါ့နော်ဒီနေရာမှာ recommend တစ်ခုပေးချင်တာကမနေ့စောစောလာရင်ကဒါမှမဟုတ်လို့ရှိရင်လည်းညနေဆောင်ဆန်းဆက်ကြည့်လို့အတွက်လာလို့ရပါတယ်နေ့လည်နေခင်းကတော့ recommend မပေးပါဘူးအရန်ပူပါတယ် You're handling the business. You're handling the business, organizing the business. Yeah. Interesting, yeah. This is 40, yeah. Is it your mom's business? Mama business, yeah. But you're helping your mom. Okay, thank you. Okay, it's about time to head back to the harbor. Yeah. Whew. Backpack နဲ့ဒီမှာရောက်နေတာကျွန်တော်တယောက်တည်းပဲရှိတယ်။ Whew.
ဒါကတော့ Killingham Beach ကနေအပြန်လမ်းမှာပါကျွန်တော်ကတော့ဘာလီကိုပြန်ကူးဖို့အတွက်ဘုတ်လက်မှတ်မဖြတ်ရသေးပါဘူးဒါပေမဲ့ညနေမစောင်းခင်ရအောင်တော့ဖို့စဉ်းစားထားပါတယ်အခုအချိန်က17နာရီပဲရှိသေးရဆိုတော့ရေကူးလို့ရတဲ့ကမ်းခြေတစ်ခုကိုတောင်းအောင်မယ်ပေါ့နော်တွားလို့အဆင်ပြေမယ့်နေရာလေစိမ့်နဲ့ကလည်းအရန်မဝေးတဲ့နေရာဖြစ်တဲ့ Crystal Beach ကိုရောက်ပြသွားပါတယ်Hello, where are you from? I'm from Myanmar. Where? Myanmar. I don't know. Myanmar 在哪里啊？ I'm from Myanmar. Myanmar is Burma. You know, near Thailand. Thailand, okay, Thailand, I know. It's a neighbor of Thailand. Oh, Where you guys from? China. China. Is it? Are you traveling here just to? So, yeah, we're leaving tomorrow. See tomorrow. Yeah. I'm leaving soon. Oh, you go to here, the road is huge. You know? Really? Up here, Yeah, down yeah, here? yeah, yeah. Is it your first time here in Bali? Yeah, first time. We from Bali Yeah. and take ship. ဒါကတော့ခီးတော့အတွေးကြုံရဲ့အစိပ်ပိုင်းတစ်ခုလို့ပဲပြောရမှာပါလူအစ်စ်တွေတွေ့မယ်မိတ်ဆက်မယ်စကားပြောဖြစ်ကြမယ်အတွေးကြုံတွေ share ပြကြမယ်ဒါပါပဲရမ်းပျော်စရာကောင်းပါတယ်ဒီ beach ကလည်းဝင်ကြီးပေးရပြီဗျဒါပေမဲ့မဆိုးစတော့ပဲပေါ့နော်3000ပဲဆိုတော့မြန်မာဝင်နဲ့တွက်မယ်ဆိုလို့ရှိရင်မြန်မာကျပ်ငွေ400လောက်ပဲရှိပါတယ်ရေကတော့မြင်တဲ့အတိုင်းပါပဲဒီကတောက်နေတာပေါ့နော်ကမ်းခြေကတော့တော်တော်လှရတဲ့မှာပါပါတယ်ဈေးကတော့နည်းနည်းလေးကြီးတယ်အစားအသောက်တွေကနည်းနည်းလေးဈေးကြီးတယ်လို့ပြောရပါမယ် အခုကတော့ Crystal Beach မှာပါဆိုတော့အချိန်ကတော့2နာရီလောက်ရတယ်ပေါ့နော်2နာရီလောက် I just want to dip in the water like a quick dip it was too deepကြောက်တုံးတွေရမ်းများပါတယ်ဒီတော့ထားဆိုတော့ဒီမှာပါ bin tank cleaner bin tank this is binတကယ်တော့ကျွန်တော်ရေကူးတဲ့အချိန်ကနေခင်းကြောင်တော့12နာရီလောက်ဖြစ်နေပါပြီမိုး online နေပူလိုက်ဖြစ်နေတဲ့အခါကျတော့နည်းနည်းလေးတက်တိုင်လို့ပြောရမှာပါတောက်လျှောက်ကြီးကနေပူနေမယ်ဆိုလို့ရှိရင်တော့နေအရန်လောင်မှာဖြစ်ပါတယ် ရမ်းပါတယ်ရှယ်ကြီးရတော်တော်ကြီးပဲOkay, waves are coming. Man, over here. Ooh, a lot of rocks. Okay, ရေကူးလို့လည်းဝပြီးဘာလီဖက်ကိုလည်းစောစောပြန်ရောက်ချင်တဲ့အတွက်ပြန်ဖို့လုပ်လိုက်ပါအောင်မယ်ရေချိုးနေပါပါတတောင်းပေးရပါဆိုတော့တတောင်းနဲ့ရေချိုးပြန်ပါဆိုဒါလေးကျွန်တော်ဒီစိတ်ကမ်းကိုရောက်တော့ထိုင်းနိုင်ငံကပတ္တရားတစ်ဖက်ကမ်းမှာရှိတဲ့ကော်လန်ကျွန်းလေးကိုတော်တော်ရပါတယ်စိတ်ကမ်းဖွဲ့စည်းပုံဒီ
တင်မောကက်ကနေနေရတဲ့မြင်ကွင်းတွေကအစားတော်တူတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ site ချင်းကတော့တော်တော်ကောပါတယ်ပန်နီတာရဲ့ site က square meter 200လောက်ကျယ်တယ်ကောလိုင်းကတော့ 9.6 square kilometer လောက်ပဲရှိရပေါ့နော်ဆိုတော့အစား100နီးပါးလောက်กว่าပါတယ်ဘာလီရောက်လို့ဒီကျုံးကိုနေချင်းနဲ့တော့ဖို့စဉ်းစားနေတဲ့သူတွေရှိရင်အကြံတစ်ခုပေးပါမယ်ဖြစ်နိုင်ရင်တညနေပါကိုကဓာတ်ပုံရိုက်ဖို့တောရင်တက်တက်မဟုတ်ပင်လည်း sensor ကြည့်တဲ့ scuba diving တွေလုပ်ချင်တယ် hiking တွေလုပ်ချင်တယ်ဆိုလို့ရှိရင်တညနေပါအချိန်ပြရတာအရင်တန်ပါတယ်အခုဆိုလို့ရှိရင်ဘာလီဖက်ချန်ကဆာနောစိတ်ကံကိုရောက်ပါပြီဟိုတယ်မှာနည်းနည်း check in ဝင်ပြီးလို့ရှိရင်နေ့ဒီစာစားဖို့အတွက်ပြန်ထွက်ပါမယ်Take it all too far, stumble through the dark, trip into the stars. I know you want the dreams to come to life. I know just what you like. မှားထားရတယ်ရောက်ပါပြီဟုတ်တော့ဒီရလေးပေါ့လာပါ လေးလေးစားကတော့အင်ဒိုနီးရှားအစားအသောက်စားခြင်းနဲ့ဘာစားမယ်မသိဘူးဗမာစားမယ်မသိဘူးဖြစ်နေတဲ့ခါကျတော့ဟိုတယ်ပိုင်ရှင်ရဲ့ recommendation ကိုတောင်းကြည့်ပါတယ်ဟိုတယ်ပိုင်ရှင်ကတော့ဒီဆာနော beach မှာရှိတဲ့ B ဆာနောဆိုတဲ့ဆိုင်လေးကို recommend ပေးတဲ့အခါကျတော့ကျွန်တော်တော့စားကြည့်ပါတယ်ကျွန်တော်မှာလိုက်တဲ့ဟင်းနှမျိုးလုံးကငါးဟင်းရွယ်ဖြစ်နေပါတယ်ဒါပေမဲ့ချင်းဆက်လေးဖြစ်တဲ့ခါကျတော့ကျွန်တော်အကြိုက်ပဲပေါ့နော် portion ကလည်းများတယ်အရသာလည်းကောင်းတာဖြစ်တဲ့အတွက်တော်တော်လေးကိုအဆင်ပြေပါတယ်ဒါတော့ Sano Beach ပါဒီနေ့စားလို့တော့ပြောတာကြဒီနေ့စားတဲ့အချိန်ကညနေ9:00နာရီထိုးပါနေပါပြီဒီနေ့စားပြီးတာလည်းကျွန်တော်ဟိုတယ်ဘက်ကိုတန်းမှပြန်ပဲနဲ့ဆာနောကန်းချီဘက်ကိုလမ်းလျှောက်ဖြစ်ပါတယ်โอเคခုဥမာဘာဂုစ်ကိုပြန်ရောက်နေပါပြီဆိုတော့ရေခဏတော့ဆင်မယ်ပေါ့နော်မကြည့်ပါဘူးစီဒီနားလေးကနေစားပြီးတော့ crazy ရေကတော့ည8:00နာရီထိကူးလို့ရတယ်ပြောတယ်ဗျကျွန်တော်အခုတဲနေတဲ့ဥမာဘာဂုစ်ကလူအရောက်ပေါက်လို့ရှိရပေါ့နော်ဘာလို့လဲဆိုတော့သူ့ရဲ့ review တွေကလည်းကောင်းတယ်ဈေးကလည်းအရင်ကြီးရတဲ့ပုံမပါဘူးဈေးသိမ့်တယ်လို့ပြောရမှာပေါ့နော်အဲ့တော့အဲ့တွေကတော့ရှိပါတယ် so greatခွေးလေးနဲ့ကောင်ရှိပါတယ်။ညချစ်ဖို့ကောင်းတယ်။တော့ကြည့်ပါ။အားရှိတယ်။ Here it is. Mama. Hello. What's your name? Are you a cool boy? Just come here. Just come here. Just come here. ဒီမှာနောက်တစ်ကောင်ပါ။ညချစ်ဖို့ကောင်း
Oh, there's another two boys. Plenty inside. Yeah. A lot. How many do you have? Yes. Ooh, this guy's so aggressive. Oh man, you're so little. You're so little. 2 months old. Yeah, 2 months old. Is that your shower? That's mine, yeah. Oh my god, freezing. My like trembling. ကျွန်တော်ရေကူးနေရင်လည်းကျွန်တော်လိုပဲ solo traveling ထွက်လာတဲ့ Thai လူမျိုးတယောက်နဲ့တွေ့ပါတယ်သူကလည်း Umabagus မှာပဲတဲတာပေါ့နော်သူနဲ့စကားတွေအများကြီးပြောဖြစ်တယ်Thai နိုင်ငံအကြောင်းမြန်မာနိုင်ငံအကြောင်းလေးတွေပြောဖြစ်ပါတယ်သူကလည်းဒီနေ့ပဲ Vanilla Island ကနေဒီကိုပြန်လာပြီးတော့ Umabagus မှာ check in ပြန်ဝင်တာပေါ့နော်ကျွန်တော်ဒီညစာမစားဖြစ်တော့ဘူးလို့စဉ်းစားထားပေမဲ့ရေကူးလိုက်လို့လာတော့မသိဘူးပေါ့နော်ဘိုက်ပြန်စားလာရဲ့အတွက်ကျွန်တော်အနည်းနားမှာရှိတဲ့ cycle ကေကနေပြီးတော့သမီးလူလေးဝယ်စားဖြစ်ပါတယ်ဒီဗီဒီယိုကိုအခုချိန်ကြီးဆက်ကြည့်နေသေးရဆိုလို့ရှိရင်ကျေးဇူးများတင်ပါတယ်ဒီနေ့ကတော့ကျွန်တော်ရဲ့ဘာလီခီးစဉ်တတိယမြောက်နေ့ day 3ဖြစ်ပါတယ်မနေ့ပြန်ကြလို့ရှိရင်ကျွန်တော်ဥပုကိုသွားမှာဖြစ်ပါတယ်အဲ့တော့ဥပုရောက်လို့ရှိရင်ဘယ်သွားမယ်ပါစားမယ်ဆိုတာကိုနောက်ဗီဒီယိုလေးနဲ့ပြန်နေတွေ့ကြပါမယ်အားလုံးပဲတတာပါ see you